positive လူနာတူစတင်အတည်ပြုတဲ့အပေါ်မှာချင်းပြည်နယ်ဆိုအဖွဲ့ရဲ့ဆောင်ရွက်ချက်များကိုကျွန်တော်ရှင်းလင်းချပြနိုင်ဖို့အတွက်ဖြစ်ပါတယ်ရခိုင်ကျွန်တော်တို့တောက်ကြနေတော့လည်းပဲဒါကျွန်တော်တို့ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီးတော့လည်းမီဒီယာများကိုကျွန်တော်တို့ဖိတ်ကြားပြီးတော့ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်နောက်ကအခုဒီနေ့မနေ့ပိုင်းမှာလည်းကျွန်တော်တို့ဆိုအဖွဲ့အနေနဲ့ညှိနှိုင်းပေါင်းဆက်ဆောင်ရွက်နေတဲ့အချိန်မှာလည်းပဲဒါမီဒီယာများကိုတက်တဲ့နေများဖိတ်ကြားပြီးတော့ကျွန်တော်တို့သတင်းတွေကျွန်တော်တို့ကြားယူစေခဲ့တာမျိုးရှိပါတယ်အခုကတော့လက်ရှိကျွန်တော်တို့ချင်းပြည်နယ်ဆိုအဖွဲ့အနေနဲ့စီဝေးချင်းချင်းထိုင်ပြီးတဲ့နောက်မှာကျွန်တော်ပြည်သူများကိုအမိန့်ကြေညာစာနဲ့ပတ်ကြချက်တွေထုတ်ပြန်တဲ့အပေါ်မှာတရားဝင်ချပြနိုင်ဖို့အတွက်ခေါ်ယူတဲ့အစည်းအဝေးပဲခေါ်ယူတဲ့ကျွန်တော်တို့တွဲဆုံပွဲလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့အစီအစဉ်ရချင်းပြည်နယ်ဆိုအဖွဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြောရေးဆိုခွင့်ရှိသူချင်းပြည်နယ်ဆိုအဖွဲ့စီမံသားရေးနဲ့ရက်စင်တဲ့စက်မှုလက်မှုဝန်ကြီးမှဖွင့်မှာစကားပြောကြားပေးပါရန်တင်ပြပါတယ်ခင်ဗျာမနက်ကပဲကျွန်တော်တို့ချင်းပြည်နယ်တည်တည်ကတ်တဲ့လာတဲ့အမေရိကန်လာတဲ့ကျွန်တော်တို့အမျိုးကတွိုင်းနေသူရဲ့ဆက်စစ်ချက်ပုံဒီမှာဒီ COVID-19 အဲ့ဒီဟာလေးကအခု positive ဖြစ်နေတဲ့အတွက်ဒီနေ့ကစပြီးတော့ကျွန်တော်တို့ကျွန်တော် US ကပြန်တဲ့နှစ်ယောက်လုံးကကျွန်တော်ချင်းနေပါမယ်ဝေဘာဒီမှာတယောက်ရှိတယ်ဒီမှာဒီနေ့မှာတယောက်ရှိတော့ဒီကစပြီးတော့ကျွန်တော်မြန်မာပြည်အတွင်းမှာဒီယောဂပုံစတွေ့ပြီဆိုတော့ကြေညာခဲ့တာဖြစ်ပါတယ်အဲ့ဒီပုံမှာကျွန်တော်တို့အခုဖြစ်တဲ့ဒီတွေနဲ့ကတ်တဲ့ကိုကျွန်တော်ချက်ချင်းပဲအခုလိုအပ်တဲ့စောင့်ကြည့်မှုနဲ့လိုအပ်တဲ့လှုပ်ဆောင်မှုတွေကိုချက်ဆောင်ပါတယ်ပြည်နယ်ဆိုအနေနဲ့လည်းလုပ်တဲ့ကျွန်တော်ချင်းပြည်နယ်အတွင်းအားလုံးကိုလုပ်ဖို့အတွက်ကိုဒီမြို့နယ်အားလုံးကိုလည်းလမ်းညွှန်ချက်တွေပေးထားတယ်နောက်ကျွန်တော်တို့မနက်ကလည်းအစည်းအဝေးတစ်ချိန်အခု3နိုင်ပါလေအစည်းအဝေးတစ်ချိန်လုပ်ပြီးတော့မှကျွန်တော်ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ဒီအမိန့်ကြော်ညာစာတစ်စောင်ကိုဒါထုတ်ပြန်ဖို့လုပ်ထားပါတယ်ဒီအမိန့်ကြော်ညာစာကိုလည်းဒီမီဒီယာများကိုကျွန်တော်ပေးပါမယ်အဲ့ဒီပြင်ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာဒီ COVID-19 နဲ့ပတ်သက်ပြီးတော့ဒီပြည်သူလူထုကနေလိုက်နာဆောင်ဖို့အတွက်ကိုကျွန်တော်မိတာရခံပန်းချချက်အဲ့ဒါလေးတစ်ဆောင်ထုတ်ပါတယ်အဲ့တစ်ဆောင်ထုတ်ပြီးတော့မှကျွန်တော်ချင်းပြည်နယ်အစိုးရရဲ့အားကျလို့ဆောင်ချက်နောက်ပြီးတော့ဒီကုသမှုနဲ့ကာကွယ်ရေးဒီလှုပ်ဆောင်ဖို့အတွက်ကိုဆွေးနွေးတာတွေရှိပါတယ်ဆိုတော့နောက်ပြီးတော့ဒီပြည်ထောင်စုကလမ်းညွှန်တဲ့ဥစ္စာတွေကိုကျွန်တော်လိုက်နာဆောင်ရမယ်အပိုင်းရှိသလိုပြည်နယ်အစိုးရနေပြီးတော့အမေရိကန်ကြချက်ထုတ်ပြီးတော့လိုက်လာဆောင်ရမယ်အပိုင်းဒါကိုပြည်သူလူထုကိုအများဆုံးသိရှိဖို့နဲ့လိုက်လာဆောင်ရဖို့အတွက်ကိုမီဒီယာများကလည်းတရတာနဲ့ဝိုင်းကူဖို့အတွက်ကိုဒီနေ့ကျွန်တော်မီဒီယာမှာခေါ်တာဖြစ်ပါတယ်အသေးစိတ်ကတော့ဒီစာအထက်မှာကျွန်တော်ရေးထားတာရှိတယ်ဒီမီဒီယာများကသိချင်တာလေးကိုကျွန်တော်တို့အဓိကတော့ဒီကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီမှာလူမျိုးရေးဝန်ကြီးဥပဒေဝင်ထန်ရှိတယ်နောက်ပြီးဒီမှာပြည်နယ်ကျမ်းမာရေးပြည်နယ်မှုဒေါက်တာအောင်မဆန်ရှိတယ်သူတို့ကအဓိကဖြေပါလိမ့်မယ်နော်ကျွန်တော်တို့ကဒီနေ့ဖြစ်ပေါ်လာတဲ့အနေအထားလေးကိုကြံပြပြောတာဖြစ်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်တနင်္ဂနွေလုံးမှာလည်းဒီလိုယောဂါကထိတ်လန့်နေကြတာဖြစ်ပါတယ်တကဘာလုံးကိုပြန့်နှံ့ပြီးတော့เนาะတကဘာလုံးဂရုစိုက်ပြီးတော့လုပ်နေရတဲ့ယောဂါဖြစ်တဲ့အတွက်ဒါတော်တော်ကိုကျွန်တော်တို့အစိုးရအဖွဲ့နေလည်းအလေးထားပြီးတော့ဒီကောင်တီးချင်းမှာမနက်ကလေးကတနေ့လုံးဒီကိစ္စပဲဆွေးနွေးပြီးလုပ်တာဖြစ်ပါတယ်နောက်ပြည်ထောင်စုအဆင့်ကိုလည်းတင်ပြထားတယ်ဝင်ကျုပ်ရဲ့ကွန်ပျူတာနဲ့ကျွန်တော်တို့အခုထုတ်ပြန်ချက်တွေကြီးညာချက်တွေလည်းလုပ်ပြီးဖြစ်ပါတယ်ဒီကြားမှာလည်းလိုအပ်ချက်တွေရှိရင်ကျွန်တော်ဆက်ဆက်မပြတ်ထုတ်ပြန်သွားပါမယ်ဒီယောဂနဲ့ပတ်သက်ပြီးတော့လည်းတောက်လျှောက်ကျွန်တော်တို့24နာရီအမြဲတမ်းအသင့်ရှိပါတယ်ထူးခြားမှုရှိရင်လည်းကျွန်တော်တို့ကလည်းမီဒီယာများကတဆင့်လည်းပြောနိုင်တယ်နောက်ဒီယောဂကြောင့်လည်းပြည်သူတွေအထိတ်တလန့်မဖြစ်စေချင်ဘူးအဓိကတော့ကျွန်တော်တို့ပိတ်ပင်နေကျွန်တော်တို့ညွှန်ကြားချက်ထုတ်တယ်ဆိုတာဒီကိုယ့်ရဲ့ယောဂကြောင့်ဒုက္ခမရောက်အောင်ဒီလိုဟာမျိုးနဲ့လုပ်နေကြတာဖြစ်တဲ့အတွက်ဒါတော့ဘာသာရေးပိုင်းကရောဒီလူထုဘက်ကတော့အားလုံးနားလည်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲအကြောင်းလဲတည်မှန်ဟာလာပြည်သူတွေသိအောင်ဒါလေးကိုကျွန်တော်တို့ခေါ်ပြီးဆွေးနွေးတာဖြစ်ပါတယ်အဲဒါကြောင့်ဒီမီဒီယာများကလည်းစနစ်ကြနဲ့ထုတ်ပြန်ပေးဖို့ရလူထုအထိတ်တလန့်မဖြစ်အောင်ဒီကုညီဆောင်ရွက်ပေးဖို့ပြောလို့တယ်နော်အားလုံးကျေးဇူးတင်ပါတယ်